ကျွန်တော်မနာဘူးကိုရဲ့ဝမ်းသာလိုက်တာ ကြောက်စရာကြီးနော်ကြောက်လောက်သွားလိုက်ပါနော်မလေးရအောင်တလုံးချုပ်လောင်တလုံးချုပ်လောင်လေရအေးရအဲ့နိုင်အဲ့ပမဲနေရတယ်တကယ်ဟာကလေးလာပြန်စင်းနေတယ်ဗောဟုတ်တင်းနဲ့ဘလုံသွားမွယ်ဘူးလားမနေ့ကဘလုံးဝယ်ယူလိုက်ဗျာပြန်ကောင်းဆောင်ပြောတယ်သူ့နေသားတယောက်နေတစ်ဝက်နဲ့ပြန်သွားလို့တဲ့ကျွန်တော်နေတစ်ပိုင်းဆင်းပြီးတနေ့စာပြီးမယ်ဆိုလို့ဝင်လုပ်ပြီးနေကြိုးစားလာကြည်လားကြိုးစားမယ်ဗျာဟိုလူတိုင်းကကိုအကြောင်းနဲ့ကိုပဲလေအေးပါကွာမင်းရတဲ့မိန်းမတော့လေတအားကံကောင်းတာပဲကွာကဲကျွန်တော်လွတ်လိုက်မယ်အေးပါအောင်စီပြီးလိုက်ဒီပါဗျာအားလုံးပဲမေ့ရပါကျွန်တော်တို့ဒီတစ်ခါလာပြီးတော့ကျွန်တော်တို့ surprise လုပ်တာကတော့ game ပဲဗျအေးရတော်စုပ်ပါအေးရတော့အဲ့လိုမပြောနဲ့ကွာမင်းကလည်းစုပ်တယ်လို့မဟုတ်ဘူးကွာမင်းကလည်းသူလည်းအဲ့တော့ကျွန်တော်တို့ဒီကနာမည်လေးကမအေးအောင်ဟုတ်ကဲ့ပါအဲ့တော့မအေးအောင်ကျွန်တော်တို့တစ်ခါတော့ခေါ်ပြီးမှ live တစ်ခါလဲတွေ့ပြီးတော့ကျွန်တော်ဝင်လာတာဆိုတော့လေအရန်လည်းပျော်ဖို့ကောင်းမလားဝမ်းနည်းစရာလေးကောင်းမလားဆိုတော့ပြည်တယ်လည်းအရန်စိတ်ဝင်စားနေပါပြီဗျာဟုတ်ပါတယ်ဟုတ်ကဲ့ပါမအေးအောင်ရှိလားမသိဘူးမအေးအောင်ဟုတ်သူလည်းမသိဘူးဟုတ်ကဲ့ပါဗျာဘယ်သူလည်းမသိဘူးချစ်ဟုတ်ကဲ့ပါမအေးအောင်ကိုကျွန်တော်တို့က surprise လာလုပ်တာပါဟုတ်ရှင်အော်တခုခုတော့မားနေပြီဒီနေ့အိမ်မားလာလားမသိဘူးမမားပါဘူးအိမ်မမားပါဘူး